လူတွေအများဆုံးမေးတဲ့မေးခွန်းအခုဖြေပေးမယ်ပေါ့နော် CB မှာရော comment မှာရောလာပြီးတော့မေးတဲ့မေးခွန်းတစ်ခုရှိတယ်အဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင် Japan region အကောက်ဖောက်တာကပတ်စံပိုရလား TikTok short လောက်တာကပတ်စံပိုရလားအဲ့နှစ်ခုမှာရှင်တို့တွေတိုင်နေပတ်နေတယ်ပေါ့နော်ရှင်တို့တွေထင်ကြ Japan region အကောက်ပတ်စံပိုရတယ်ဆိုပြီးထင်နေတယ်အပိုတွေဘာမှမရဘူး TikTok short လောက်တာပဲပတ်စံအပိုရတယ်တိလားဘာလို့မျိုးအဲ့လိုမျိုးပြောလိုက်လဲဆိုလို့ရှိရင်ရှင်တို့တွေတိလားအဲ့ Japan region အကောက်ကိုလာစိတ်ဝင်စားနေဘာလို့လဲဆိုလို့ရှိရင် Japan region အကောက်ကအများဆုံး follower 1000ပြည့်ရမှာပြီးပြီဆိုလို့ရှိရင် view 1000ရှိရမှာအဲ့ဒါလေကိုဟန်နဲ့ကိုတင်ချင်တဲ့အချိန်တိုင်းတင်လို့မရအောင်เนาะတစ်လအတွင်းမှာ view 1000နဲ့ follower 1000ပြည့်ရမှာအဲ့ဒါမှာကိုကဗီဒီယိုဘာနော်10 minute ကျော်ဗီဒီယိုတင်ပြီးတော့ကိုကပတ်စံရမှာဒါတော့မှ view 1000ရမှာဒေါ်လာက$2 $3အဲ့လောက်ပဲဝင်တာဟုတ်ပြီနော် TikTok short လောက်တာကြတော့ follower 1000ပဲလိုအပ်တယ် view များရင်များတော့ view 1000ဖြစ်သွားပြီဆိုလို့ရှင်ဝယ်သူတွေကဘယ်လောက်ဖြစ်သွားမှာလဲစဉ်းစားကြည့်လိုက်နော်ပတ်စံတွေကတရက်ကို$9000 $6000လောက်ဝင်နေနော်ဒီ Japan region အကောက်ကကြတော့မဝင်ဘူးရှင်နော်အခုလေရိုးလေးလဲအတိုင်းလုံနေတာရိုးလေးကဘယ်ဟာဦးစားပေးလဲဆိုလို့ရှင် TikTok short ပဲဦးစားပေးတယ် TikTok short ကပဲကောင်းတယ်ရှင်တို့တွေလေ့ကြည့်လားအဲ့ဒါမျိုး TikTok short မှာ follower 1000ပြည့်အောင်အမြဲဆုံးလုပ်ပါ TikTok short ပဲလုပ်ပါလို့ပြောချင်တယ် Japan region အကောက်ဝယ်ပြီးတော့သူများတွေကို service app ပြီးတော့ပတ်စံကုန်နေမှာဂျင်းခံရတဲ့လူတွေပဲအခုယွန်းလေးမြင်နေဟာပေါ့နော်အဲကြောင့်မလို့ Japan region အကောင့်မလုပ်ပါနဲ့တကယ်လို့ဖောက်ချင်တယ်ဆိုလို့ရှင်လဲယွန်းလေးကိုယ်တိုင်ပြောပြပေးမယ်ဗီဒီယိုနဲ့တကွတင်ပြပေးမယ် Japan region အကောင့်ဖောက်တာလွယ်လွယ်လေးအခုဆိုလို့ရှင်ယွန်းလေးလည်းဘယ်သူမှသွားပြီးတော့ service app တာမဟုတ်ယွန်းနဲ့ဟာနေပြီးဖောက်ထားတာပေါ့နော်ဥပမာဖောက်ချင်တဲ့လူရှိရဆိုလို့ရှင်ပြောတာပေါ့နော် view တွေများတယ်ဆိုလို့ရှင်အတိတ်ကတော့ TikTok short ပဲလောက်တာလို့ပြောချင်ပါတယ်ရှင်เนาะစကားရှိသွားတယ်တောင်းပန်ပါတယ်ရှင်တို့တွေဒါပဲမင်းနေကြလို့